အားလုံးမင်္ဂလာပါဒုတိယဝနာရှင်အားလုံးကိုကြိုဆိုပါရစေဒီနေ့မနေ့က305ဝန်းကျင်နဲ့38ဝန်းကျင်နှစ်ခုဖြစ်နေပါတယ်ကြိုက်တဲ့ဘက်ကဆော့ဖို့ဆော့ပါနော်ခုနတင်ထားတဲ့ဟာကမှားပါတယ်ပြန်ဖြတ်ပါမယ်ခုကတင်တဲ့ဟာကိုတည်ယူပါမယ်စေခွဲရဆိုတစ်ချောက်လေးကိုထိရမှာဆိုတော့ခဏပြတ်ပြလိုက်တာပါနော်အားလုံးကောင်းကောင်းကြီးအကွက်ပေါ်ကြပါလိမ့်တခါရမားနေမှတည်ရမပြန်နိုင်ဘူးပါဘူးအဲ့ဒါလေးဘောကနံပါတ်တင်ရတာလည်းမပါဘူးဖြစ်သွားပါတယ်နော်ဒီနေ့က65ထွက်ကနာနေ65ဝန်းကျင်ဆိုမဟုတ်တုံညာက16ကီလိုရှိပါလေတုံညာတုံးနေရ83ကဝန်းကျင်ကို83ဝန်းကျင်ကစားရမှာ83ဝန်းကျင်ကစားမိလိုက်ပါဘူး။ဒီနေ့ကတော့တုံး9မှာတုံးတုံညာနဲ့တုံညာကတုံး8ကီခေါ်တာပါလား။တုံညာကတုံး8ခုခေါ်တာပါလေ။တုံညာကတုံး8ဒီနေ့ကျတော့65ကနေ16တုံညာကကီပါ။ဒီ6တုံညာကထိရကနာလေးကိုစားပြီးကစားနိုင်ပါလေ။အားလုံးကောင်းကောင်းဒီနေ့မနေ့အောက်ကပေါက်ကြပါစေ။တုံညာကထိတ်စိုက်ကလည်းတော်တော်လေးလာပါတယ်ဒီနေ့ကတွက်ဆိုင်တဲ့လက္ခဏာစိုက်ကတူနေရနော်ဒီနေ့လက္ခဏာအရာစိုက်က8တုံညာ8ကနော်ဒီကအောက်ကွက်ကတုံညာ8 8ဒီနေ့အောက်ကွက်ထပ်ပြီးထင်ပါလေအောက်ကွက်ပေါက်မှလည်းကောင်းပါနော်